တွေကတော့လေဘယ်လိုပြောမလဲဒီလိုမျိုးဖြစ်သွားတာဝမ်းတာတာတော့မဟုတ်ဘူးပို့ပြီးတော့သူအောင်မြင်သွားတယ်လို့တော့ຫນွေကထင်တယ်ဘာကြောင့်လဲဆိုတော့ဘယ်သူပဲဖြစ်ဖြစ်နော်အောင်မြင်မှုရှိတယ်လို့ကြာရှုံးမှုလည်းရှိတယ်ပေါ့နော်အဲ့ဒါဆိုတော့ဒါပို့ပြီးတော့သူ့အတွက်လမ်းစာပွင့်သွားတယ်လို့ပဲຫນွေထင်တယ်ဘာလို့ဆိုတော့ဒီလိုမျိုးလိုင်စင်နဲ့သူအနှစ်ထုတ်တွေထုတ်ရောင်းလိုက်တဲ့အခါကျတော့နိုင်ငံသားကိုလည်းပို့လို့ရတယ်ကွယ်ပြီးလို့ရှိရင်ဒီမြန်မာပြည်တစ်ခွင်လုံးကိုလည်းသူပို့လို့ပြီးတော့ကိုယ်စလဲတွေလည်းရန်ကုန်မန္တလေးအသေးမလားမြန်မာပြည်တစ်ပြည်လုံးကိုလည်းသူအနှစ်ထုတ်တွေအသေးမတင်သွင်းကုန်ဖြစ်ရောင်းချလို့ရပြီเนาะအဲ့ဒါပိုကောင်းတယ်ဒီ380ဆိုတာတကယ်ကသူသာကြကြနနလုံးမယ်ဆိုလို့ရှိရင်ဒီဟာရှားတာဒီပတ်စံလေးကလွယ်လွယ်လေးရပြီးတော့အခုဆိုလည်းသူ့ကိုကူညီမဲ့သူတွေအများကြီးပဲဆိုတော့သူ့အတွက်အခွင့်အလမ်းပိုတော့ပေါက်သွားသေးတယ်ဒီလိုင်စင်ဆောင်မယ်ဆိုဆောင်လိုက်ဆောင်ပြီးလို့ရှိရင်ပေးပြီးဆိုင်ကန်းနဲ့ကြကြနရောင်းလိုက်အဲဆိုရင်သူ့အတွက်ဒါသူ့အတွက်အောင်မြင်မှုပဲဒါအောင်မြင်မှုရဲ့လမ်းစာပဲဒီလိုမျိုးပြဿနာဖြစ်တယ်ဆိုတာလည်းဒါနှွဲ့အထင်ပြောရတော့လူတိုင်းအောင်မြင်ခြင်းတော့အရှုံးနေခြင်းကတော့အနည်းနဲ့များခံရမှာပဲเนาะဖက်ဒီမောင်မနာလို့လည်းပြောတာမဟုတ်ဘူးเนาะသူအချင်းပေါင်းပိတ်တယ်ဆိုတာကနှွဲ့အထင်ဒီမှာလည်းသူရောင်းတဲ့အနှစ်ထုတ်တွေအကြောင်းဖြစ်မယ်အနှစ်ထုတ်တွေကနာမည်တွေဒစိမ့်တွေနဲ့အဲ့လိုမျိုးတင်သွင်းရောင်းချပြီးဆိုလို့ရှိရင် FDA လက်မှတ်ကလိုတယ်ဒါစားတောက်ကုန်တွေဆိုတော်တော်များများပေါ့เนาะလို့တယ်ထင်တယ်အဲ့ဒါပြီးတော့သူ့ဟာတွေကဒီနိုင်ငံခြားကြီးလည်းပို့ခြင်းပို့မယ်ကွယ်မြန်မာပြည်တစ်ခွင်လုံးပဲတခြားနိုင်ငံလည်းပို့မှာဆိုလို့ရှိရင်တော့စနစ်တကျလှုပ်လိုက်ပြီးတော့ရောင်းတင်သွင်းလိုက်တာပိုကောင်းတယ်ပေါ့ဒါသူလည်းမသိလို့ရောင်းမိတာလည်းဖြစ်မှာပေါ့နော်အဲ့ဒါအခါကျတော့သူကလည်းမသိလို့လုံးမိတယ်ဟိုကသူ့ကိုမနာလို့တဲ့သူတွေကလည်းသွားပြီးတော့ခြုံလိုက်တဲ့အခါကျတော့အဲ့ဒီမှာနည်းနည်းပြဿနာတက်တာတော့နှွေထင်ပါတယ်အချင်းပေါင်းတီးတဲ့ရောင်းတာတော့မပိတ်လောက်ဘူးဘာလို့ဆိုတော့အချင်းပေါင်းကလည်းအခုချိန်ဒီဥပိန်တရားမှာလည်းတချို့တွေရောင်းနေကြတာပဲနော်သူ့တယောက်တည်းထွင်းပိတ်တယ်ဆိုတာဒီအနှစ်ထုတ်ကြောင်ပဲဖြစ်မှာပါအနှဲ့အထင်ပြောတာပေါ့နော်သူများကမနာလို့လည်းပြောတာလည်းမဟုတ်ဘူးပေါ့နော်ဒါကို့အထင်ကိုရဲ့ဒါကိုဦးနှောင်းနဲ့ကိုစဉ်းစားပြီးတော့ပြောပြတာပေါ့နော်အချိန်မောင်းတီးတဲ့ရောင်းတာယူပဲပိတ်ချတာတော့